တက်လေကားကရုတ်တရက်ချို့ယွင်းပြီးရက်တက်နေတာကြောင့်မိသက်သမားတွေဟာတကားကိုခဲရခဲစစ်ဖွင့်လိုက်ရပြီးအပေါက်ကလေးတွေကနေလူတစ်ယောက်တိုးဝင်သွားခဲ့ပါတယ်။ဒါပေမဲ့စိတ်ပျက်စရာကောင်းတာကလူအောက်ကိုခြေချလိုက်တဲ့ခန်းမှာပဲတက်လေကားကဝုန်းခနဲ့အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ဒီဖြစ်ရမတိုင်ခင်ကမိသက်သမားတွေဟာဟိုတယ်တက်လေကားချို့ယွင်းပြီးအပေါ်ဆုံးထပ်မှာကြားညက်နေတဲ့ဆိုတဲ့သတင်းကိုလက်ခံရရှိခဲ့ပါတယ်။အတွင်းထဲမှာလူတွေအကူအညီတောင်းနေတဲ့အတန်ကိုလည်းတစုံတစ်ယောက်ကကြားခဲ့ရပါတယ်။မိသက်သမားတွေဟာအပေါ်ဆုံးထပ်ကိုအမြန်ဆုံးပြေးတက်သွားပြီးတကားကိုခောက်ကြည့်တဲ့အခါအထက်ကအော်ဟစ်အကူအညီတောင်းတန်တွေကိုတကယ်ပဲကြားလိုက်ရပါတယ်။မိသက်သမားတွေကတကားဖွင့်တဲ့ကိရိယာတွေနဲ့တော့ပေါက်ကိုအမြန်ရှာပြီးတက်လေကားတကားကိုဖွင့်လိုက်တဲ့အခါတက်လေကားရဲ့အပေါ်ပိုင်းလေးပဲမြင်ရပါတော့တယ်။သူတို့ကတက်လေကားတကားကိုထပ်မံဖွင့်ဖို့စူးစမ်းခဲ့ပေမဲ့အဲ့ဒီတကားကကြားညက်နေပါတယ်။အဲ့ဒီချင်းမြောင်းနဲ့အပေါက်လေးတွေကနေကိုလုံးသေးတဲ့သူကိုပဲထဲလို့ရမှာဖြစ်လို့ဟာမတ်ကဝင်ဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့သူတက်လေကားတွေကိုရောက်သွားတဲ့ခါမှာပဲတက်လေကားကရုတ်တရက်ထပ်မံပြုတ်ကျသွားပါတယ်။မိသက်သမားတွေကအောက်ကိုငုံကြည့်လိုက်တဲ့အခါတော်သေးတာကတက်လေကားဟာနှစ်ထပ်လောက်ပဲပြုတ်ကျပြီးပြန်ရက်သွားခဲ့ပါတယ်။မိသက်သမားတွေဟာတက်လေကားရက်သွားတဲ့ဒုတိယထပ်ကိုအမြန်ပြေးဆင်းသွားကြပါတယ်။အတွင်းထဲကဟာမတ်ကသူဘာမှမဖြစ်ကြောင်ပြောပေမဲ့အမျိုးသမီးတယောက်ရဲ့ကြောတို့မှာပြင်းထန်တဲ့ဒဏ်ရာရထားတယ်လို့ပြောပါတယ်။ဒါပေမဲ့ဒုတိယထက်ကတက်လေကားတစ်ခါမှတော့ပေါက်မရှိတာကိုသူတို့တွေ့လိုက်ရပါတယ်။ဒီလိုရှေးဟောင်းတက်လေကားတွေမှာအပေါ်ဆုံးထက်နဲ့အောက်ဆုံးထက်မှာပဲတော့ပေါက်ပါလေးရှိပါတယ်။တကားကိုအတင်းဖြတ်စီးပြီးဖွင့်ဖို့ဆိုရင်အချိန်များကြီးပေးရမှာဖြစ်ပြီးအထက်ကလူတွေကလည်းအကြာကြီးမစောင့်နိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာကေရီကအကြံတစ်ခုရသွားပါတယ်။သူကလျှက်စစ်လုံသွားတစ်ခုယူလာခိုင်းပြီးစက်ကူတစ်ရွက်ကိုလည်းရှာခိုင်းလိုက်ပါတယ်။ပြီးတော့သူကအပေါ်ဆုံးထက်ကိုပြန်တက်သွားပြီးတော့ပေါက်ရှိတဲ့နေရာမှာစက်ကူကိုကတ်တော့ပေါက်နေရအတိုင်းအပေါက်ဖောက်လိုက်ပါတယ်။အဲ့ဒီနောက်ဒုတိယထက်ကိုပြန်ဆင်းလာပြီးစက်ကူကိုတကားမှာပြန်ကတ်ကတော့ပေါက်ရှိရမယ်နေရာတိကျကိုလွန်သွားနဲ့ဖောက်လိုက်ပါတယ်။အပေါက်ဖောက်ပြီးတဲ့အခါမိသက်သမားတွေကတော့ဖွင့်ပြီးတကားကိုဆွဲဖွင့်လိုက်နိုင်တာကြောင့်ပိတ်မိနေသူအလုံးကိုအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပါတယ်။တင်တို့ကတက်လေကားစီးရင်နဲ့အခုလိုပြုတ်ကျတာမျိုးဒါမှမဟုတ်ကြားညက်တာမျိုးကြုံဘူးကြပါသလား